မင်္ဂလာပါဒီနေ့ဆရာကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ဟာဗုဒ္ဓဦးနေ့ဖြစ်တဲ့အတွက်ဗုဒ္ဓဦးသားသမီးအားလုံးအတွက်တပတ်စာဗီဒီယိုဟောစတန်ကိုဟောကြားပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးတွေလုပ်ပေးခဲ့မယ်နော်ဗုဒ္ဓဦးသားသမီးအားလုံးအတွက်တပတ်စာဗီဒီယိုဟောစတန်ဖြစ်ပါတယ်ယနေ့ဟာဇူလိုင်2ရက်နေ့ဖြစ်တဲ့အတွက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်10ရက်10ရက်9လပိုင်း10ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်ဝိရုသားသမီးမိတ်ဆွေတွေဒီရက်ပိုင်းတွင်မှာကန်စာတာခွင့်လန်းကောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်နော်လုပ်ငန်းကိန်းကနေတိုးတက်အောင်မြင်မှုတွေရရှိလာမယ်လုပ်ငန်းသစ်တွေစတင်လုပ်ကိုင်ရမယ်နော်စီစဉ်ဥစ္စာတွေရတနာရွှေမှုငွေမှုရွာသွန်းဖြိုးမိကာလဖြစ်ပါတယ်။ဘာပဲလုပ်လို့အဆင်ပြေနေမယ်နော်။တင်းကိုမျက်နှာမြင်ချစ်ခင်ပါစေတန်ကြသနာပါစေဆိုတဲ့စကားပုံလိုဖြစ်ပါလိမ့်မယ်နော်။လူတွေကနေပြီးတော့ဝိုင်းဝန်းချစ်ခင်နှစ်သက်မှုကိုရရှိတတ်တဲ့စီးပွားရေးပြိုင်ဘက်တွေရတော့မှပဲတင်းကိုကူညီပေးလာပါလိမ့်မယ်နော်။စီစဉ်ဥစ္စာတွေကလည်းအော်ပနန်းတိုးတက်ကြီးပွားလာပါလိမ့်မယ်နော်။အလူကြီးအတန်းကြီးတွေပြုလုပ်ရပါလိမ့်မယ်။မိတ်ဆွေကောင်းတွေလည်းများစွာပေါ်ပေါက်လာတတ်ပါတယ်နော်ဌာနဆိုင်ရာဝန်ထမ်းတွေကယာရုကြီးတဲ့လူတွေနဲ့မိတ်ဆွေဖြစ်ခွင့်ရတတ်ပါတယ်နော်မိကောင်းဆွေကောင်းတွေများစွာပေါ်ပေါက်လာပါလိမ့်မယ်မိတ်ဆွေဟောင်းတွေနဲ့လည်းအဆင်ပြေပါလိမ့်မယ်နော်အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်အိမ်တော်ဘက်ရဲ့ညှဉ်းညင်မှုကိုခံရတတ်တယ်အတူနေမိသားစုဝင်တွေနဲ့နားလည်မှုလွဲတတ်ပါတယ်နော်တာရီသမီးရဲ့နဲ့ပတ်သက်ပြီးတော့ကံကောင်းပါတယ်တာသမီးလိုချင်နေတဲ့လင်မယားဆောင်တွေတာသမီးရရှိမယ်တာသမီးရှိပြီးသားမိတ်ဆွေတွေတာသမီးတွေကိုအားကိုးအားထားပြုရမယ်เนาะတာသမီးတွေကြောင့်စိတ်ချမ်းသာရမယ်ရန်သူတွေဒီအချိန်မှာကင်းစင်နေပါတယ်တင့်ကိုကူညီပေးမဲ့လူချစ်ခင်နှစ်သက်မဲ့လူတွေနဲ့ပဲကြုံတွေ့ရတတ်ပါတယ်เนาะလူငယ်တွေချစ်ရေးနဲ့ပတ်သက်ပြီးတော့ပြဿနာတွေပေါ်ပေါက်လာတတ်ပါတယ်เนาะမိမိချစ်သူရဲ့ထိန်းချုပ်မှုကိုခံရတတ်ပါတယ်ချစ်သူကြောင့်မိဘဆွေမျိုးအတိုင်းဝိုင်းတွေနဲ့အစင်မပြေမှုတွေပေါ်ပေါက်လာပါလိမ့်မယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သူတစ်ပါးကနေအောက်လန်းပညာတွေစုံပညာတွေနဲ့ပြူစားတိုက်ခိုက်တာတွေခံရတတ်ပါတယ်မရင်းနှီးတဲ့လူတွေပါတွေကျွေးတဲ့အစားအသောက်တွေကိုရှောင်ကျင်ပါနော်ဒီအပိုင်းတွေမှာစိတ်ချမ်းသာစရာကြည်နူးစရာဝမ်းသာစရာသတင်းကောင်းတွေများစွာကြားပါလိမ့်မယ်နော်ကံတရားကတော့တင့်ဘက်မှာရှိနေပါပြီတင်လက်ခမောင်းခတ်လို့ရပါပြီရခိုင်နှုံးကကုန်းကောက်စရာမရှိအောင်မွေးနေပါစေဒီချိန်မှာအောင်မြင်ကြီးပွားချမ်းသာမည့်အချိန်ကာလဖြစ်ပါတယ်ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံရတတ်တဲ့ပြည်ပလုပ်ငန်းရှင်များနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်ရတာတွေကြုံရတတ်ပါတယ်အရေးကြီးစာရုပ်စာတမ်းတွေချုပ်ရတတ်ပါတယ်နော်မြေခွက်တွေပါတွေများစွာဝင်လာတတ်ပါတယ်လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းမယ်စာမွေးပွဲအောင်မယ်ဂုဏ်တူးပါမယ်အင်တာဗျူးတွေအောင်မယ်ပညာတော်သင်ခရီးတွေသွားတတ်ပါတယ်နော်ဒီအပိုင်းတွင်မှာကြုံတွေ့ရမယ့်ကန်စာတာအဆိုးလေးတွေကနေပြီးတော့ကြော်လွှားနိုင်ပြီးတော့ကန်စာတာခွန်လန်းကောင်းတွေများစွာပေါ်ပေါက်လာစေဖို့နွမ်းပါတဲ့သူကိုထီတစ်ချောင်းလူရမယ်နော်နွမ်းပါတဲ့သူကိုထီတစ်ချောင်းလူပေးပါပြီးတော့လမ်းမှာဂျိုင်းခွက်ဖြစ်နေတဲ့မြေလေးတွေကိုကြောက်စရစ်ခဲလေးတွေဖိုးပြီးတော့မှဆူတောင်းပေးပါနော်ကန်စာတာဆိုးတွေကနေပြီးတော့ကြော်လွှားနိုင်ပါလိမ့်မယ်ကိုဆရာဟောကြားပေးခဲ့တဲ့ဟောစတန်တွေကမိတ်ဆွေတို့အတွက်ကြိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပြီးပါမိတ်ဆွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းတစ်ဆင့်ပြန်လည်ပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းသိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဘေးရင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာရောဘေးတင်ဧကန်တဘေးရင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေးရညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေစက်ပစ္စည်းတွေဆိုင်ကယ်တွေတန်ဖိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါအခြေမှာသစ္စာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပါကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်လန်းပယောဂတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ
အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်ကစားရှုံးများနေတဲ့မိတ်ဆွေများနှလုံးသွင်းလုံးချဲဘောလုံးကြက်ဖဲခြင်းဆလော့ငမန်းကိန်းကာစီနိုစသည်အဖြစ်ပေါ့နော်လောင်ကစားရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေတွေချက်ချင်းရအောင်ပုံနကဘလူးမင်းကြီးရဲ့အဆောင်တော်ကြီးတွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိစေဖို့ပျောက်သွားသောတန်ဖိုးကြီးပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ဘဝမှာဘာလို့ဘာကံမဲမသိဘဲနဲ့လမ်းပြောက်နေတယ်ဆိုတဲ့မိတ်ဆွေများလည်းချက်သွဲပြီးပါအမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာရုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့နော်လက်ရှိနေရာမှာတည်မြဲစေဖို့လိန်တူချစ်သူများဆင်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်စီခံရတဲ့မိတ်ဆွေများအချုံနောင်ဖန်စီကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရရာအစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 988 858ပြီးတော့39 98 304လုံး256ဖြစ်ပါတယ်เนาะအဲ့ဒီ39 956 988 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါအိမ်မှာလာမေးကျင်တယ်ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်เนาะခုနှစ်ရက်သားမလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခုနှစ်ရက်သားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေဗျာเนาะ